နေ့တွေများစွာကြာတဲ့တိုင်အောင်ကျွန်တော်တို့ကဒီမြေမှာတီးနှံတွေစိတ်ပြုခဲ့ကြတယ်ကျွန်တော်မှာအဖြစ်ချင်းဆောင်အမြဲမဲ့လေးရှိတယ်မျောလင်းချက်အိမ်မက်ကလေးရှိတယ်အဲ့ဒါကတော့ကျွန်တော်တို့စိတ်ပြုတဲ့တီးနှံတွေကိုနိုင်ငံတကာတွေအထိတင်ပို့သွားနိုင်ရမယ်ဆိုတဲ့အိမ်မက်လေးပဲအခုတော့အိမ်မက်လေးကိုအကောင့်ထဲပေါ်နိုင်မဲ့အခွင့်အရေးတစ်ခုကျွန်တော်တို့ရှိရောက်ရှိလာခဲ့ပါပြီဟဲအိုမြို့မှာရှိတဲ့မြန်မာဘဲကုမ္ပဏီမှာမှန်ကန်တဲ့နည်းပညာတွေလမ်းညွှန်မှုတွေလေ့ကျင့်သင်ကြားပေးခဲ့မှုတွေနဲ့အတူနိုင်ငံတကာစံနှုန်းတွေနဲ့ကန့်ညီတဲ့ထောက်ကောင်တွေအဖြစ်ပြောင်းလဲထုတ်လုပ်ဖို့ပါပဲဒီရှမ်းပြည်တောင်ပိုင်းကဟင်းသီးရွက်အများဆုံးစိုက်ပျိုးတဲ့ဒေသဖြစ်တယ်ပေါ့နော်တောင်သူတွေစိုက်ပျိုးထားတဲ့ဟင်းသီးရွက်တွေကတစ်ခါတလေမှာဈေးနည်းနည်းနဲ့ပဲရောင်းကြရတယ်ပေါ့နော်အဲ့လိုရောင်းကြတဲ့အခါမှာတောင်သူတွေကအမြတ်နည်းနည်းပဲရတာရှိသလိုတချို့ဆိုလို့ရှိရင်စိုက်ပျိုးတဲ့ဈေးရိတ်တောင်မရဘဲနဲ့အရှုံးပေါ်တာရှိတယ်နောက်တစ်ခါတရံမှာဆိုလို့ရှိရင်ဝယ်မဲ့သူလုံးဝမရှိတဲ့အတွက်စိုက်ခင်းတွေကိုထွန်ရက်ပြီးတော့ဖျက်ဆီးပလိုက်ရတာရှိတယ်အဲ့လိုဖြည့်ဆည်းလိုက်ရတဲ့အခါကျလို့ရှိရင်တောင်သူတွေကလုံးဝဆုံးရှုံးသွားပြီးတော့နောက်တစ်နှစ်ပြန်ဆိုင်ဖို့အရင်နေ့အောင်မရှိတဲ့အခြေအနေတွေနဲ့ကြုံတွေ့ရတယ်ပေါ့နော်အဲ့လိုမျိုးကြုံတွေ့ရတဲ့အခါမှာတောင်သူတွေဆုံးရှုံးမှုတွေဖြစ်တဲ့အခါမှာဘာတွေကိုဆက်ပြီးဖြစ်စေတယ်ဆိုတော့တောင်သူတွေကဆုံးရှုံးမှုတွေရင်ဆိုင်ရတဲ့အခါမှာတောင်သူဘဝလူမှုတိုးတက်ရေးတွေတောင်သူတွေရဲ့သားသမီးတွေရဲ့ပညာရေးတွေမှာလည်းသွားပြီးတော့ဆက်ဆက်မှုတွေဖြစ်ပေါ်စေတယ်ပေါ့နော်အဲ့လိုရတောင်သူတွေရဲ့ဆုံးရှုံးမှုတွေကိုရင်ဆိုင်နေရတာကိုအခက်အခဲတွေကိုတွေးရတဲ့အခါကျတော့အန်ဒီတို့မြန်မာဘဲကုမ္ပဏီကနေပြီးတော့တတ်နိုင်တဲ့လောက်ဒီအခက်အခဲတွေကိုတောင်သူအခက်အခဲတွေကိုဝင်ပြီးတော့ဖြည့်ရှင်းပေးခြင်းကုညီဖြည့်ရှင်းပေးခြင်းနဲ့အတွက်ဒီဟင်းသီးပဲအချောက်ခံဆက်ရုံကိုဟဲဦးမြို့မှာတည်ဆောက်လိုက်ခြင်းဖြစ်ပါတယ်ပေါ့နော်ဒီဟင်းသီးရဲ့အချောက်တွေဟာနိုင်ငံတကာဈေးကွက်မှာငကိုတွေကဈေးကွက်ရှိပြီးသားဖြစ်တယ်ပေါ့နော်အန်တီတို့အနေနဲ့ဆိုလို့ရှိရင်ဒီဟင်းသီးရဲ့အချောက်ခံတွေကိုဂျပန်နိုင်ငံကနေပြီးတော့လိုချင်တဲ့ market ရှိရပေါ့နော်တောင်သူတွေရဲ့ဟင်းသီးရွက်တွေအရေးသွေးပြည့်မီဖို့အတွက်ဆိုလို့ရှိရင်အန်တီတို့နေရာတောင်သူတွေရဲ့အခက်အခဲတွေတောင်သူတွေရဲ့စိုက်ပျိုးရာမှာလိုအပ်တဲ့နည်းပညာတွေဒီဟာတွေကိုအန်ဒီတို့က supporting လုပ်ပေးဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့အန်ဒီတို့ကုမ္ပဏီအနေနဲ့တောင်သူတွေနဲ့ပထမဦးဆုံးအနေနဲ့စာချုပ်ချုပ်တယ်ဒုတိယအနေနဲ့ကတောင်သူတွေကိုနည်းပညာတွေမျှဝေပေးတယ်တတိယအနေနဲ့ကတောင်သူတွေရဲ့လိုအပ်ချက်အခက်အခဲတွေကိုထောက်ပံ့ပေးတယ်ပေါ့နော်ထောက်ပံ့ပေးပြီးတော့သတ်မှတ်တဲ့ဈေးနှုန်းနဲ့တောင်သူတွေကြီးကနေပြီးတော့ဒီအေးသွေးပြည့်မီရဲ့ဟင်းသီးရွက်ကိုပြန်နေပြီးတော့ဝယ်ယူပေးတယ်ပေါ့နော်အဲ့လိုဟင်းသီးရွက်တွေအန်ဒီတို့ကဘယ်အချိန်ပဲဖြစ်ဖြစ်အချိန်ခါမရွေးသတ်မှတ်တဲ့ဈေးနှုန်းနဲ့ပြန်ဝယ်ယူပေးတဲ့ market ရှိရဲ့အတွက်တောင်သူတွေကရဲရဲဝံ့ဝံ့နဲ့စိုက်ပျိုးလာနိုင်တယ်ပေါ့နော်သူတို့မှာတည်ငြိမ်တဲ့ market ရှိနေပြီလေအဲ့တော့တည်ငြိမ်တဲ့ market ရှိရောသူတို့ကစိုက်ပျိုးလာတဲ့စိုက်ပျိုးလာနိုင်တယ်အဲ့လိုစိုက်ပျိုးလာနိုင်တဲ့အပြင်တောင်သူတွေကသူတို့မှာမြေမရှိရင်တောင်မှမြေငှားပြီးတော့စိုက်ပျိုးလာကြတယ်ပေါ့နော်Swiss Contact အနေနဲ့မြန်မာဘဲရှင်းရှင်းစက်ရုံနဲ့ပူးပေါင်းပြီးတော့နည်းပညာအပိုင်းမှာအားဖြည့်ပေးတဲ့အနေနဲ့စက်ရုံမှနည်းပညာဝန်ထမ်း၈ဦးကို GAP လို့ခေါ်တဲ့စိုက်ပျိုးရေးဆိုင်ရာအလေးကျင့်ကောင်းတွေနဲ့ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာထိန်းချုပ်မှုတွေကိုသင်တန်းပေးခဲ့ပါတယ်။နည်းပညာဝန်ထမ်း၈ဦးကနေတစ်ဆင့်မှာတောင်သူတွေကိုဓာတုသွင်းအားစုများမှန်ကန်စွာအသုံးပြုပုံတွေအရေးသွေးကောင်းမွန်တဲ့သီးနှံများရရှိပြီးတော့ကုန်ထုတ်လုပ်မှုတိုးတက်စေပုံတွေပိုးမွားထိန်းချုပ်နည်းသဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချခြင်းနဲ့သတ်မှတ်ချိန်တွင်ဟင်းသီးရွက်များကိုစက်ရုံသို့ပို့ဆောင်နိုင်တဲ့အရေးကြီးပုံတွေကိုသင်ကြားပေးခဲ့ပါတယ်။2023ခုနှစ် Swiss Contact နဲ့လက်မတွဲခင်အချိန်မှာစက်ရုံကနေတန်ချိန်180 53ရာခိုင်နှုန်းပဲထုတ်လုပ်နိုင်ပါသေးတယ်။2024ခုနှစ် Swiss Contact နဲ့စတင်လက်တွဲခဲ့တဲ့အချိန်မှာတော့တန်ချိန်280 82ရာခိုင်နှုန်းအထိတိုးတက်လာခဲ့ပါတယ်။2025ခုနှစ်မှာတော့စက်ရုံလဲပတ်မှု100ရာခိုင်နှုန်း340တန်ချိန်အထိထုတ်လုပ်နိုင်ဖို့ရည်ရွယ်မျှော်မှန်းပြီး Swiss Contact နဲ့ပူးပေါင်းဆောင်ရွက်မှုကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။
အခုလိုအရေးသွေးမြင့်ကုန်ကျန်းများကိုအပြည့်အဝဆက်လက်ထုတ်လုပ်နိုင်ဖို့အတွက်တောင်သူစုစုပေါင်း1000ကိုစွမ်းဆောင်ရည်မြင့်တင်ပေးခဲ့ခြင်းနဲ့အတူ GMB, HACCP နဲ့အစားအစာလုံခြုံရေးစီမံခန့်ခွဲရေးစနစ်များအတွက်စက်ရုံဝန်ထမ်း180ကိုအထူးလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ဒါအပြင်စက်ရုံဝန်ထမ်းနည်းပြ8ဦးကို Food Safety System Certification FSSC 22000 version 6ရလေ့ကျင့်ပေးခဲ့ပြီးတော့စက်ရုံလုပ်သား12ဦးကိုလည်းအစားအစာထုတ်လုပ်မှုထုတ်ပိုးမှုတည်ယူပို့ဆောင်မှုစတဲ့လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာဘေးကင်းလုံခြုံခြင်းတန့်ရှင်းခြင်းအရေးအသွေးထိန်းချုပ်ခြင်းဆိုင်ရာကျွမ်းကျင်မှုတို့ကို Swift Contact ၏ပံ့ပိုးမှုဖြင့်သင်တန်းများပို့ချပေးခဲ့ပါတယ်။အခုလိုမျိုးနှစ်ရှည်လာများအတူတကွကြိုးပမ်းမှုတွေကနေမြန်မာပဲရှင်းရှင်းစက်ရုံကတစ်နှစ်ထက်တစ်နှစ်ထုတ်လုပ်မှုအရေးအသွေးစံနှုန်းများကောင်းမွန်မှုနဲ့အစားအသောက်ဘေးကင်းရေးတို့မှာပိုမိုအားကောင်းလာခဲ့ပါတယ်။အရင်တော့ဆိုလို့ရှိရင်အန်တီတို့ကဒီအရေးအသွေးပြည့်မီရဲ့ဟင်းသီးရွက်တွေရဖို့အတွက်ဆိုလို့ရှိရင်တောင်သူတွေကိုအန်တီတို့ကစိုက်ပျိုးရေးနည်းပညာတွေကိုဖြန့်ဝေရတယ်ပေါ့နော်ဖြန့်ဝေတဲ့အခါမှာအန်တီတို့ကုမ္ပဏီတူဦးရဲ့အနေနဲ့ဖြန့်ဝေတဲ့အခါမှာလုံလောက်မှုမရှိဘူးပေါ့နော်လုံလောက်မှုမရှိဘူးလို့ခံစားရတယ်ပေါ့နော်2024ခုနှစ်2025ခုနှစ်မှာကြတော့အန်တီတို့က Swift Contact နဲ့အန်တီတို့ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့တောင်သူတွေရဲ့လိုအပ်နေတဲ့ပို့ပြီးစနစ်ကျတဲ့စိုက်ပျိုးရေးနည်းပညာတွေကိုပူးပေါင်းပြီးတော့ဖြန့်ဝေပေးတယ်ပေါ့နော်အဲ့လိုဖြန့်ဝေပေးခဲ့တာဆိုရင်2024ခုနှစ်မှာတောင်သူ900 2025ခုနှစ်မှာတောင်သူ900ဆိုအန်တီတို့လက်ရှိအချိန်မှာဆိုလို့ရှိရင်တောင်သူ1000ကိုဒီပို့ပြီးစနစ်ကျတဲ့စိုက်ပျိုးရေးနည်းဒန်းတွေကိုဖြန့်ဝေပေးနိုင်ခဲ့တယ်ပေါ့နော်Swift Contact ကိုလည်းအန်တီတို့အနေနဲ့ကကျေးဇူးတင်တယ်ပေါ့နော်ဘာပဲပြောအန်တီတို့တူဦးတဲ့လှုပ်ဆောင်လာတဲ့စာရင် Swift Contact နဲ့ပူးတွဲပြီးတော့လှုပ်ဆောင်တဲ့ဟာအန်တီတို့အရင်တော့ခြေလန်းတစ်လန်းလှမ်းမယ်ဆိုရင် Swift Contact နဲ့ပူးတွဲပြီးလှုပ်ဆောင်တဲ့အခါမှာခြေလန်း2လန်း3လန်းအထိပို့ပြီးတော့တောင်သူတွေကိုထောက်ပံ့ကူညီနိုင်တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပေါ့နော်ဒီဟင်းသီးရွက်အချောက်ခံပစ္စည်းတွေကစားသုံးသူတွေအတွက်အရန်ကိုကျန်းမာရေးနဲ့ညီညွတ်ပြီးတော့ safety ဖြစ်တဲ့ဟင်းသီးရွက်6တွေကိုအန်တီတို့စက်ရုံကထုတ်လုပ်ပေးထားတယ်ပေါ့နော်အန်တီတို့ကုမ္ပဏီအနေနဲ့ကနိုင်ငံတကာရဲ့ market ထဲမှာ made in Myanmar ဆိုတဲ့ဂုဏ်ယူစွာနဲ့ဒီလိုရောင်းရတဲ့ PT ကိုအရန်ကိုဝမ်းမြောက်စွာနဲ့ဒီဟာကိုခံစားခြင်းတဲ့အတွက်ဒီဟာကိုဆက်လက်ပြီးတော့ထုတ်လုပ်နေခြင်းဖြစ်ပါတယ်ကျွန်တော်တို့အခုလှုပ်ဆောင်နေကြတာကစေပြိုရေးတစ်ခုဆိုတာတဲ့ကိုပို့တာပေါ့ဗျာ။တော့မျိုးဆက်သည့်တွေအတွက်အခွင့်အလမ်းတွေကိုစိတ်ပြူပေးနေတာပါ။ကျွန်တော်တို့လက်ကွင်းတွေစီကနေနိုင်ငံတကာကိုပို့ကုန်တစ်ခုဖြစ်ရရှိသွားခဲ့တာပေါ့။